တရေကြောက်တဲ့တရေလေးဘူးဘူးဟိုးရှိရှိတုန်းကမြို့ပြင်ကဒေါ်အုပ်ဟောင်းကြီးတစ်ခုထဲမှာလူသူမနေရဲ့အင်ကြီးတအိမ်ရှိတဲ့အဲ့ဒီအင်ကြီးထဲမှာတော့ဘူးဘူးလို့ခေါ်တဲ့တရေလေးတစ်ကောင်နေထိုင်တာပေါ့တကယ်တော့ဘူးဘူးဟာတခြားတရေတွေလိုခြောက်လန့်ဖို့ဝါသနာမပါဘူးသူကအဖြူရောင်ဝတ်စုံပိုးပိုးလေးနဲ့လေထဲမှာဝဲနေတက်တဲ့ချစ်စရာတရေလေးပါထူးခြားတာကဘူးဘူးဟာတရေဖြစ်ပြီးတော့အမောင်ကိုအရန်ကြောက်တာပဲတညမှာတော့တခြားတရေသူငယ်ချင်းတွေကဘူးဘူးကိုလာပြောကြတယ်ဟေးဘူးဘူးမင်းကတရေဖြစ်ပြီးအိမ်ထဲမှာပဲပုံနေလို့ဘာဖြစ်မလဲဒီညမျိုးရဲကကလေးတွေကိုသွားချောက်ရအောင်တဲ့ဘူးဘူးကကြောက်ကြောက်နဲ့ညင်မရတာမို့သူငယ်ချင်းတွေနောက်ကိုလိုက်သွားခဲ့ရတယ်မျိုးရဲရောက်တဲ့အခါသူငယ်ချင်းတရေတွေကအိမ်တွေထဲဝင်ပြီးဝူးဝါနဲ့ခြောက်လန့်ကြတော့ပါပေါ့ဘူးဘူးကတော့အမောင်ထဲမှာတယောက်တည်းကြံခဲ့လို့တုံတုံရင်ရင်နဲ့အိမ်တအိမ်ရဲ့ပြတင်းပေါက်နားမှာကပ်နေမိတယ်အဲ့ဒီအချိန်မှာအိမ်ထဲကကလေးလေးတယောက်ငိုတန်ကိုဘူးဘူးကြားလိုက်ရတယ်ဘူးဘူးကပြတင်းပေါက်ကနေချောင်းကြည့်လိုက်တဲ့အခါကောင်လေးတယောက်ဟာကုတင်ပေါ်မှာဆောင်းကြုံပြီးမေမေတရေကြီးလာတော့မယ်ထင်တယ်တားကြောက်တယ်ဆိုပြီးငိုနေတာကိုတွေ့လိုက်ရတယ်ဘူးဘူးဟာကောင်လေးကိုကြည့်ပြီးတနာသွားတယ်သူလဲငါလိုပဲကြောက်နေတာပဲလို့တွေးမိပြီးဘူးဘူးကအခန်းထဲကိုတဖြည်းဖြည်းချင်းလွင့်ဝင်သွားခဲ့တယ်ပြီးတော့ချိုသာတဲ့အတန်လေးနဲ့ဟေးကောင်လေးမကြောက်ပါနဲ့ငါကတရေလေးဘူးဘူးပါငါလဲအမောင်ကိုကြောက်လို့မင်းစီလာတာလို့ပြောလိုက်တယ်ကောင်လေးကဆောင်းထဲကနေခေါင်းလေးပြူကြည့်ပြီးဟင်းတရေကလည်းကြောက်တက်လို့လားလို့မေးတာပေါ့ဘူးဘူးကကြောက်တာပေါ့အမောင်ထဲမှာတယောက်တည်းဆိုရင်ဘသူမဆိုကြောက်တတ်တာပဲလို့ပြန်ဖြေတယ်အဲ့ဒီညမှာတော့တရေလေးဘူးဘူးနဲ့ကောင်လေးဟာသူငယ်ချင်းတွေဖြစ်သွားကြတယ်ဘူးဘူးကကောင်လေးကိုပုံပြင်တွေပြောပြပြီးကောင်လေးကလည်းဘူးဘူးကိုမကြောက်အောင်လက်ကင်ဖုံးလေးနဲ့မီးအောင်လေးလင်းပေးထားတယ်သူငယ်ချင်းတရေတွေပြန်လာခေါ်တဲ့အခါမှာတော့ဘူးဘူးကပျော်ပျော်ရွှင်ရွှင်နဲ့လိုက်သွားခဲ့တယ်အဲ့ဒီနေ့ကစားပြီးဘူးဘူးဟာအမောင်ကိုမကြောက်တော့ဘူးဘာလို့လဲဆိုတော့ကြောက်စရာကောင်းတဲ့အမောင်ထဲမှာတောင်မိတ်ဆွေကောင်းတွေရှိနိုင်တယ်ဆိုတာသူတီးသွားလို့ပါပဲကောင်လေးကလည်းအိယာဝင်ရင်တရေတွေကိုမကြောက်တော့ပဲသူ့သူငယ်ချင်းဘူးဘူးကိုပဲတတိယနေပါတော့တဲ့ဒီပုံပြင်လေးကပေးတဲ့တင်ခန်းစာကြောက်စိတ်ကိုရင်ဆိုင်ပါငါတို့ကြောက်နေရဲ့ຢာတွေကိုတခြားသူတွေလည်းကြောက်နေတတ်တယ်ဆိုတာတီးထားရင်အားရှိစေပါတယ်မိတ်ဆွေအစ်စ်ဆိုတာဘယ်နေရာမှာမဆိုရှိနိုင်တယ်ရုပ်ချင်းမတူပေမဲ့လည်းစိတ်ချင်းတူရင်သူငယ်ချင်းဖြစ်နိုင်ပါတယ်တရေပုံပြင်ဆိုတာအမြဲတမ်းမကြောက်စရာမလိုပါဘူးစိတ်ကူးရင်ကြည့်ရင်အရာအလုံးကပျော်စရာဖြစ်နိုင်ပါတယ်